မိစင်ညီတော်တော်ရှာရှည်ပါလားအမေဆယ်နဲ့ဖြစ်ပြီးတာအမေတို့အပြင်မှာအလုပ်ထွက်လို့ပြီးရှာတွေ့တယ်ကြောင့်အမေထည့်မပြောဘူးနောက်ဆုံးကြတော့လေအဲ့တငယ်ချင်းမဆိုရင်တကောက်ကောက်လိုက်သွားတယ် ဘယ်ထိမှသိမယ်ဟဲ့ တကယ်လေငါတော့လေဖောက်ပြန်တာကိုသမင်းစားရည်တော့လို့လွယ်ကုန်နေတဲ့ခေတ်ကြီးရမှာငါတော့အဲ့ထက်အပန်းခံတာ အမှန်ပဲတငယ်တချို့ဆိုရင်လေတငယ်ချင်းမလေနောက်ဆုံးကြတော့လေအဲ့တငယ်ချင်းမဆိုရင်တကောက်ကောက်လိုက်သွားတယ် အားပြောရလေနင်းမစဉ်းစားကြည့်တော့ ဟဲခုနေကဘာစဉ်းစားကြည့်ခိုင်းလဲသူတို့ကြည့်တော့ပြင်ကြီးစားမရှိပြောလိုက်လို့ရှင်ကြီးကြီးကျယ်ကျယ်ဖောက်ပြန်တဲ့ကိစ္စနော် ပြီးတော့ဟို နင်တို့မှလေဖောက်ပြန်ကြဆိုလို့စိတ်ပဲရှိရသေးတယ်စိတ်ဖောက်ပြန်မှပဲရမယ်နော် ပြော အလုပ်တွေခွဲလို့ကွာပူးမနေနဲ့ပူးနေစကားတွေများတယ်နော် ဟုတ်တယ် ဒါနဲ့မလေးမေးစေဟိုလေမလေးမေးအောက်မှာရောက်နေလို့ပြောတယ်စဉ်းပြလိုက်နော် ဟုတ်မှာဟုတ်တယ်မေရေရောက်လာ အေးတမီးအမေတို့တက်တော့ပြောအောင်တမီးရဲ့ ဟိုတိတ်မနေ့ကပဲအမေကိုလာစာပေးထားတယ်အဲ့ဒါ ကိုကဈေးဖို့မဟုတ်ဘူးတမီးရဲ့ဟိုတမီးကိုကြီးလေအလုံးမှာပြဿနာတက်လို့အဲ့ဒါရှော်ရမှာတမီးကိုဖုန်းဆက်တာလဲတမီးကဖုန်းမကင်တာအဲ့နဲ့အမေကလိုက်လာလိုက်တာ သမီးမှာပတ်စံပါမလာဘူးလေအမေ ဟုတ်လားဘာမှလေအမေတော့ယူလိုက်မယ်လေ ဟိုမဟုတ်ဘူးလေဟိုသမီးကအမေကိုအကုန်ပေးပေးပြီလေဟိုအခုကသမီးအသေးဆုံးမို့ပဲရှိတော့တာအမေရဲ့ လူလို့ရှင်အမေစီကပြန်ပြီးတော့တမီးရဲ့ဟိုမှာလဲတမီးကိုကလေမရောဘူးဆိုလို့ရှင်ဘာဖြစ်မယ်ဆိုလားပဲ ဘာမှဖြစ်ဘူးမေကိုကြီးကလုံးလာအဲ့အတိုင်းပြီးတော့သူ့လာစားဘယ်ရောက်သွားလို့လဲ မိစင်ညီတော်တော်ရှာရှည်ပါလားဘာလဲညီမရှိတာလားမရှိတာလားညီကလေမိသားစုပေါ်ဆိုလုံးဝမတတာဘလုံးမိမ့်မလဲရတယ်ငါထဲလေးပေါက်ပြီးတော့ပဲပေးလိုက်တော့ အမေကလေပြောလိုက်အဲ့အတိုင်းပဲဟိုသမီးပြီးတော့အလဲတက်ကအဝဲအောင်မှာတသိန်းပဲယူ ညီကတော်တော်ကိုပြောခဲ့တယ်ပိတ်ကက်ကက်ငါကဘလို့ဆုံးမခဲ့ပြီမသိငါအမားပါလေ မလေးဒီ order လူ150ခဏနေလာတော့နော်အတေချာလေးဆက်ထားလိုက် โอเคမှာတခြားစီထားပါတယ် ဟိုမှာကျန်လာပါပြီအော်ညီမအခုပဲဘူးဘက်ကချက်လာတာခင်းမွေးရောင်နည်းနည်းစီရောဟိုညီမတော့ပြောလိုက်ရမလားမ အော်နေနေမလေးအမတစ်ခါလေးပြောခဲ့ပို့ပြလိုက်နော်အဖေမလေးကျူတီအောက်တဲ့ချိန်ဆိုလို့ရှိရင်လေဒီဝိုင်းကပြီးအောင်မှာပါလေအဲ့ဒါမလေးတစ်ချက်နေပြီးလို့ရမလား ဟုတ်ရတယ်မဟိုမြေစင်းနဲ့သွားကြမရှိဘူးအပြည့်ရေသနာမှာအတူတူနေခိုင်းနိုင်မယ်လေ ဟာဟုတ်ကဲ့မလေးအဲ့ဆိုမစိတ်ကြပဲနော် ဟုတ်မှာဟုတ်စိတ်ချမှာဟုတ်မစိတ်ချဟုတ်မှာ ဘူးပြီနော်ဟုတ်တယ်အကြည့်ရောက်တာဟာ ညီကငါတော့ပြင်းနေညညညင်တာ ဒီပါ ချက်ကြရထိုင်သွားတယ်ဒီရွှေပါတကယ်ကြီးဟိုငါ့ကိုနင်းဆောင်တာမီနီမက်မှာဟိုစကင်ခဲလေးကြည့်ပေးကြအောင်နော် အေးပါဟဲ့နေရလေငါလည်းလေနေ့လိုမျိုးအိမ်နဲ့မိသားစုနဲ့နေချင်လိုက်တာဟဲ့ ဟဲ့ငါတို့အိမ်ကမှားတာလေအပိုင်းမဟုတ်တာနေရလေ ဩအဲ့ဒါတော့အဲ့ဒါပေါ့ဒါမဲ့နေရမိသားစုနဲ့တက်တက်ကိုနေရသေးတယ်ပြောကြကြီးလေ မချင်လို့ပါတကယ်ကြီး ဟာနေရတယ်အဲ့လိုမပြောပါနဲ့ငါဆိုရန်ကုန်ပါလေတယောက်တည်းအဆောင်ငါးပြီးနေရတာအမေတို့ကိုလွမ်းလို့ပြန်ကျင်တော့ပြန်လို့မရဘူးအဝေးပဲတငယ်ချင်းတည်ရလား ခေါ်ထားလိုက်လေနင်းလည်းခေါ်ထားနေတာပဲ ဟုတ်ပါတယ်အမေတို့ကတော့မနေနိုင်တာတည်ရမလားရန်ကုန်မြို့ကမိုးကျက်လို့ပူလောင်လို့နေငါ့ကိုအကြောင်းမျိုးမျိုးတွေပြနေရပဲဟဲ့ ဩဒါတော့ဒါပေါ့ဟဲ့နေဟဲ့ဟိုမှာနေစီမဲ့ကားလာနေပြီတကယ်ကြီး အေးငါပေါ်တော့မယ်ဆိုလို့ အေးယူဆိုင်တော့နော် အေး မေတို့ကလေတမီးဆိုအပူတွေပေးဖို့ရှိပဲ အပူပေးတယ်လေဘယ်ဟုတ်ပါမလဲတမီးရဲ့နင်းကိုဖုန်းလေးကလည်းတုံးနေတာကြားပြီးဟာလားတမီးလည်းလောက်စာကောင်းနေတာပဲဟာနည်းနည်းပါးလေးစိုက်ပေးလိုက်လို့မရဘူးလားတမီးရဲ့ အမေရဲ့အမေပြောတဲ့နည်းနည်းကအမေသာလိုချင်တာ30ကျော်အမေသမီးကိုစိုက်ခိုင်းတာ18တယ်သူ့မဆန်နဲ့ကြိုက်တဲ့ဖုန်းတော့ကိုပဲကြိုက်ခိုင်းရောပေါ့အခုဟာကြီးကြ မိစင်ညီဘာစကားပြောလိုက်တာညီ10တန်းကိုကောင်းကောင်းမွန်မွန်ဖြစ်နေတာညီအကိုကြောက်နော်ဒီမစော်ကားနဲ့သိလားဟမ်ဘာလဲပတ်စံလေးနည်းနည်းရှာနိုင်ပြီဆိုတာနဲ့မန်တက်နေတာလားဟာလားငါ့ဒီလောက်ကထွက်ခိုင်းလိုက်မယ်နော်ငါ့ဘာမှတ်နေလဲ အမေသမီးဒီလောကထွက်တော့အမေတို့ဘာနဲ့သွားစားမလဲအမေတောက်ပေးတဲ့တစ်လ3သိန်းခွဲရလေသမီးတို့စားဖို့တောက်ဖို့မပြောနဲ့အိမ်လာကတော့မပေးနိုင်ဘူးအစစ်ကြီးဒီ10လဲ10လဲဆိုတော့ပဲကြိုက်မော်ပြီးလာပြောနေသမီး10လဲဖြစ်ပြီးတာအမေတို့အပြင်မှာအလုပ်ထွက်လို့ပြီးရှာတွေ့တဲ့ကြောင့်အမေထည့်မပြောဘူးအမေတောက်မှာတားလေးမှာချင်းနေရဘူး အဲ့လိုလည်းမဟုတ်ပါဘူးငါသမီးရဲ့သမီးကနည်းနည်းပပစိုက်ပြီးတော့အမေဝင်ပေါ်တာပေါ့ဒီသဘောပါ တကယ်ချင်းဒီမကောင်းလားမျက်နှာကြီးတမျိုးကြီးပါလား ဟုတ်လားတိတာနော် ဟောတိတာမှနှက်နေတော့မပါဘူးနင်က ဟုတ်လား ဟုတ်လေ ဟဲ့ငါမေးခဲ့တာထင်တယ်ဟိုလုံငါ့ကိုပေးဆိုပါဦးဟိုတော်ကြဆိုဆက်ပြီးပေးနေရတယ်သူကလူမရိုးလဲဆိုငါဂျာကြီးဆိုတာခံနေအောင်မယ် ဒီပါတော့တရားပေါ်ကမှပါလို့ ကျေးဇူးပြုမှပြန်ပြီနော် အေး
ဒါလေးအဲ့ချိန်မှာနည်းနည်းရှိနေလို့အဲ့လိုက်ပြောပြပါဦး ဟောဘာဖြစ်တာလဲကိုမလင်းလား ဟုတ်သူကရှေ့ကစီးပူကောင်တော်မှာกินထားတဲ့စီးပူတွေကိုกินခိုင်းနေတာအဲ့နဲ့กินပေးလို့မရဘူးလို့ပြောထားတယ်သူကပြုတ်တာမစားဘူးတဲ့กินပေးမှစားမယ်ဆိုပြီးပြောနေလို့နောက်ပြီးတော့မန်နေဂျာလည်းခေါ်ခဲ့တယ်မေစင်းတော့ရှင်းနေကြတယ် ဟောအေးအဲ့ဆိုလာတော့မယ်လား ဟိုအားလုံးလိုက်တာရှင်းဟိုညီမတို့စီမှာလေမင်းတို့လေးတွေကိုဘူဖေးတောင်းလာလဲခွဲထားတာဆိုတော့ဟိုအကယ်၍အမကိုဘာဖြစ်ချူးစားခြင်းလဲဆိုရင်တော့ဟိုဒီမှာဒါလေးတွေရပါတယ်အမဟိုစားသေးစားခြင်းလဲဆိုလေဟိုဒီလိုအကယ်လေးတွေရပါတယ်တော့မှကြာဟိုစစ်ကြိုက်ကြည့်ပါအစုံလေးရှိပါတယ်အမဟိုအမစားခြင်းလဲဆိုညီမယူပြီးကြည့်ပေးပါ ဟယ်လိုခွေဘာဖြစ်လို့လဲ အေးအမေမူးလဲလို့အဲ့ဆေးရပြရမယ်။ညာနေအပြာခဲ့တော့ မင်းကဘယ်လိုဖြစ်သွားတာလဲဟိုညီမလေးကအလုပ်ထဲမှာနေ အဲ့ဒါနောက်မှထားစမ်းမှာဟာရင်ဆုံးအမေကိုဆေးကလိုက်ဖို့ပြလောက်ပတ်စံလည်းယူလာခဲ့အောင် ဟိုညီမလေးရှိမှာပတ်စံမကြံတော့ဘူးလေဟိုကိုကြီးစီရော အာနင်းကလေမရှိရှာလာခဲ့ဒါမှမဟုတ်နင်းတငယ်ချင်းကြီးချီလာတယ်အာမအောင်လှုပ်ရှုပ်တယ်မင်းတို့တရားလုပ်ပေးတော့ဒါပဲ ဟုတ်ကဲ့ချင်းငါ့ကိုလေပတ်စံလေးတော့ငါခဏချိပါလားအိမ်မှာအမေမူးလဲလို့တဲ့အခါစိတ်ကပြမရမှာအိမ်ရလို့ရတယ်လေငါ့ကိုဒုက္ခပေးဖို့ဆိုရင်တတိယကြတာပါဟဲ့ အဲ့လိုပြောမနေပါနဲ့ဟဲ့အန်တီကအရေးကြီးရမလားသွားလိုက်နော်ပြီးတော့ငါအမကိုပြောထားလိုက်လေပတ်စံတော့လေငါပေးနေပဲပေးလိုက်မယ်ရရမလား ရရအဲ့ဒါငါတော့လည်းငါကူညီပေးဦးနော် အေးပါစိတ်ကထားမယ် မလေးခလာကြိုက်လိုက်တာလဲပြောမနေနဲ့အဲ့လိုနဲ့အချိန်မတန်ခင်ယောက်ျားတွေရပြီးဒုက္ခရောက်နေဦးမယ်ဟဲ့မညီကိုကြည်စမ်းအသက်30သာကျော်တော့မယ်အခုချိန်ဒီအေးစစ်စစ်ပဲ အမေသားကလေသူ့ဟာသူမရသေးလို့မယူသေးတာအကယ်၍ရလို့ယူခဲ့ရင်လည်းသူရှာကြည့်ရမှာမဟုတ်ဘူးသမီးပဲရှာကြည့်ရမှာအမေသားမှာအဲ့လောက်အရေးချင်းမရှိ အဲ့အားကြောင့်ပြောတာဘာပဲဖြစ်ဖြစ်သမီးဆိုတာအပြင်းလူတဲ့သားဆိုတာအတွင်းလူတဲ့ရှေးလူကြီးတွေကတော့အဲ့လိုပဲပြောတာပဲ အမေအခုကဘယ်ခေတ်ရောက်နေပြီပြီးတော့လေအမေကိုအခုရှာကျွေးနေတာသမီးနော်ဂုံကြီးတို့ပြောပြနေရတော့မဟုတ်ဘူးအမေမေ့နေမှာဆိုလို့ ဟဲ့မိစေညီငါသမီးတော့ဟုတ်ပါတယ်နော်မိဘအောင်များပြောနေလိုက်တာကက်ကက်လန်ငါတို့ဆိုငငယ်တော့ကလေပြန်ပြောဖို့မပြောနဲ့မိဘကိုလေတခွန်းတော့ဟာမဆိုရဲဘူးငါဆုံးမတာညံ့ဖြင်းလို့ပဲနေမှာပါငါဆုံးမတာညံ့ဖြင်းလို့ အမေရဲ့တပြားဟောင်းကြီးကိုပိတ်လိုက်ပါတော့အခုချိန်မှာလေသမီးအမေတောင်မရှိနိုင်တာဘယ်နေရာမှမရှိဘူးနောက်ပြီးတော့လေမှားမမယ်ငြိမ်နေရမယ်ဆိုတာအမေတို့ခင်မှာကြံနေခဲ့ပြီလူကြီးဆိုပြီးပြောသမျှလည်းမှန်းမနေဘူးလူငယ်ဆိုပြီးပြောသမျှလည်းမှားမနေဘူး ညီအဲ့လောက်တော့တတ်နေလို့ရှင်လေငါအိမ်မှာမနေနဲ့ညီယူမဲ့ညီလေးအိမ်ကိုလိုက်နေအဲ့ဒါမှရောက်ခမဆိုတာဘာလဲသိမှာညီ မနေဘူးမေမနေဘူးအမေမနေစေချင်တော့သမီးကလည်းကတ်လွယ်မနေဘူးသမီးမှလာသမီးသွားကြသွားဟေးအမေတို့တော့သမီးကိုလာမရှာနဲ့ ကြွအမလေးမိဘအောင်များပြောနေတာကက်ကက်လန်ဟမ်ငါတော့အိုးဝါမှာကြောက်ရကြည်သေးရဲ့နော်ကိုအထင်ကြီးနေမိမဘဲထိမှသိမယ်ဟဲ့ ဟုတ်ကဲ့ငါအလုပ်ထွက်လိုက် ဘာဖြစ်လို့လဲတကယ်ချင်း ငါအလုပ်ပြောင်းလို့မလို့ ဟာနေရလေဒီမှာလည်းအဆင်ပြေနေရပဲနေဘာတွေးနေရလဲတကယ်ချင်းရဲ့ ငါဒီလိုတန်ရောစီရှိပါတယ်တကယ်ကြီးရယ်စီကူစီဒီမှာလောက်တာလေလို့ပြောလိုက်တိုင်းငါတို့အရန်ကုန်ရရတယ်ဒါပေမဲ့ငါအိမ်လေးရကြတာဒီမှာမနေချင်တော့တကယ်ကြီး မဆိုင်တာတကယ်ချင်းရဲ့တကယ်လို့လေနေနေအိမ်မှာမနေချင်ဘူးဆိုလို့ရှင်လေငါနဲ့အဆောင်လာနေပါလားယင်ငါအဆောင်မှုကိုပြောပြမယ်လေ ငါစဉ်းစားလိုက်ပါအောင်နော်ဒါပေမဲ့သူတို့ကငါဒီမှာရှိနေတာကိုသိရင်လည်းငါ့ကိုလာပြီးနှောက်ရှက်ကြအောင်ပါဟာငါသူတို့နဲ့ဝေးဟာထွက်သွားတာပဲကောင်းတယ်တကယ်ကြီးဟာဒီမှာမနေချင်တော့ငါတို့တွေတော့ပြေဆုံးကြမယ်နော် ပြီးပါတကယ်ချင်းရဲ့ညကိုငယ်လေးပြေးဆိုင်ရောနော် ဟာတော့ အိမ်နဲ့ဝေးနေတဲ့လူတွေကအိမ်ပြန်ချင်ကြတယ်။အိမ်မှာရှိနေတဲ့လူတွေကအိမ်ကနေထွက်သွားချင်ကြတယ်။ကံကြမ္မာရေးသမျှလူတွေကပုံဖော်နေကြရတာပါ။မိသားစုဆိုတာဖះပေးတဲ့ဆုလက်တစ်ခုပါ။တချို့ရဲ့အတွက်ကတော့မကြွေးလို့ဆိုပါတော့။ဘလို့ပဲဖြစ်ဖြစ်ကျမတို့ကရှိနေတဲ့အခိုက်အတန့်ကိုဓမ္မိုးထားရမယ်လေနော်။တချို့အမတ်တရားတွေကရံဖန်တီးလို့မရနိုင်ဘူးပါဘူးရှင်
စစ်ဖူစီတီနဲ့အတူဟော့ပေါ့ရတာကိုတစ်စင်းမြင့်တင်လိုက်ပါ